ဝယ်တဲ့သူတွေကလေဆေးဖြက်လိုက်ရင်ပြန်ပြီးတော့ဝါလာလားဆိုတာတွေမိခွန်းတွေအရန်မေးကြတာအဲ့တော့ကြာကိုကကြောက်လေကိုမစမ်းတက်ဖဲနဲ့ဘယ်သူမှပြန်မပြောချင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့လေးလာဆေးဖြက်ကြည့်လိုက်တယ်ပေါ့နော်လုံးဝကိုပြန်မတက်ပါဘူးရှင်ဟုတ်စတောက်ချင်းမှာတစ်လာတဲ့နဲ့ပေါ့နော်12 ပေါင်သွားကြတယ်ဝါတာကတော့မွေးကလေးကဝါလာခဲ့တာလေဝါတဲ့အမျိုးမျိုးဆိုတော့ဒီမှာကလေးမွေးပြီးတော့မှတအားတော့တဟုန်တို့ဝါလာတာဝါပြီးတော့မှဒီကလေး6 လလောက်ကြာတော့မှဒီရွှေကုံစံကပေါ်တာပေါ့နော်လေးစင်ကန်ကတော့လုံးဝတွဲမလုံးနိုင်ပါလို့ဆိုတော့ကလေးမေဆိုတော့ဒီမှာအလုပ်တစ်ဖက်နဲ့ဒီဒါမှပဲလုံးဝမလဲဘူးပေါ့နော်အဲဆိုတော့လေးစင်ကန်လုံးဝတွဲမလုံးနိုင်ဘူးဆေးကိုသူကမနဲ့စာမစားခင်10 မိနစ်အလိုနဲ့ညစာမစားခင်10 မိနစ်လိုမှလေသူကပုံမှန်လေးရင်နွေးဖြူလေးနဲ့ဖြောတောက်ပေးရတာဒါဒီလေးဖြူလေးနဲ့ဖြတ်တောက်ပေးရတာရေလေးတော့ပိုတောက်ရေများတောက်ရင်တော့ပိုပြီးတော့ကျတယ်ပေါ့နော်ရေတစ်နေ့3 လီတာလောက်ကိုအောင်တောက်ရင်တော့ပိုကျတယ်ဒါပေမဲ့ဒီပုံမှန်ဆိုဆေးတောက်ရင်ကိုကျတော့ကျနေပြီတောက်လို့ရှိရင်ပိုပြီးတော့ကျတယ်ပေါ့နော်ဟုတ်ရွှေကုံစံပွဲကအရင်လုံးဖို့စင်ထားတာဒီလားမဟုတ်ဘူးအဲ့ရှိအစောပိုင်းကလုံးဖို့စင်ထားတာပေါ့နော်အဲ့ချိန်တော့ကိုကရမ်းဝနေတော့လေမလိုက်စင်ဘူးတိလားမလိုက်ဘူးလိုက်ဖို့လုံးဝစိတ်ကူးမရှိဘူးမလိုက်ဘူးဆိုပြီးတော့နေတာအခုကျတော့လေပွဲလာဖို့လုံးဝပဲတက်ကြွနေလူတိုင်းတွေ့တဲ့သူတွေကလေဟဲမင်းမိုးနင်ပိန်သွားတယ်ဆိုတာမျိုးကြည့်ပဲလေတော်တော်ကြီးပြောင်းလဲသွားတယ်ဆိုတာမျိုးကြည့်ပြောကြတာဆိုတော့လေလုံးဝယုံကြည်မှုကတော့အခုကျတော့အပြည့်ပဲအခုကျလာဖို့ကိုအရန်တက်ကြွနေတာပေါ့နော်နေရတာကတော့သူကဆေးတောက်ပြီးတော့2 ရက်လောက်နေကိုပဲခဏကိုပေါ့ပါနေပြီကိုလေးဝိတ်တင်ကြနေပြီတော်တော်ပိန်နေပြီလို့ခံစားရတာတောက်ရင်ကိုလေကိုရောင်းတဲ့ပစ္စည်းမလို့ပြောရမုန်းနော်ဒီလိုတောက်ကြည့်ရင်ကိုသိတယ်သူ2 ရက်လောက်နေကိုလုံးဝခဏကိုပေါ့ပါပြီကိုပိန်နေပြီဆိုတော့ခံစားလို့ရရပေါ့နော်တဖြည်းဖြည်းချင်းအစီတွေကကြာသွားတာရှင်ဟုတ်ဘိုးစီမှာလာဝဲတာမိုးကကြတော့ဒီTikTokဘိုင်းမှာအားပြုပြီးဖောက်တယ်ပေါ့နော်တချို့ကကြာမိုးထုတ်တယ်လို့ကိုထင်ကြတာပေါ့ဒီလား၄ ဘက်နာတွေချို့ဆိုရှင်4 ဘက်နာတွေတက်တာလို့ပေါ့နော်ဒီလိုမျိုးကြီးပေါင်းသမားတွေတက်တာလို့ချို့ဆိုရှင်တယောက်ကဆိုလို့ရှင်လေဟိုပါပေါ့နှလုံး4 ဘက်နာဖြစ်တာလေ6 နှစ်ရှိပြီတဲ့လုံးဝပက်လက်မအိတ်နိုင်ဘူးပက်လက်မအိတ်နိုင်တာအောင်မှဒီဆေးတောက်ပြီးတော့6 ရက်နဲ့ပက်လက်အိတ်နိုင်သွားတယ်တဲ့နော်ကိုကလေဒီယောဂမခံစားဘူးတော့လေဟဲနှလုံး4 ဘက်နာဘလို့ဖြစ်တာလဲပေါ့နော်အသက်ရှူတွေကျက်ပြီးတော့အိတ်လို့မရတာပက်လက်အိတ်လို့မရတယ်နော်အဲ့ဒါကိုဒီဆေးတောက်ပြီး6 ရက်မြောက်မှာပက်လက်အိတ်နိုင်သွားတယ်အသက်ရှူတွေခြောင်သွားတယ်ပေါ့နော်အဲ့လိုတွေ review တွေလာကြတာနော်စီးချိုသမားဆိုလည်းလုံးဝတောက်လို့ရတယ်ဒါကြတော့ကိုဖြစ်တာမဟုတ်သူများတွေဖြစ်ကြတာကိုတောက်တဲ့သူတွေကပြန်ပြောပြပါနော်စီးချိုသမားတွေကစီးချိုတချို့ဆိုရင်ကြအစားလွဲလို့ရှိရင်စီးချိုတက်တယ်ပေါ့နော်စီးချိုကိုပဲမတက်တော့ဘူးဆိုပြီးပြောတာရှင်ဟုတ်ဝါတဲ့သူတွေဆိုလို့ရှိရင်တော့လုံးဝယုံကြည်နဲ့လုံးဝစမ်းပြီးတော့တောက်စီခြင်းတယ်ပေါ့နော်တောက်ပြီးသွားရဆိုလို့ရှိရင်လာအစားတော့မရဲပဲတောက်ရှင်တောက်လိုက်တောက်ပြီးသွားလို့ရှိရင်လုံးဝကိုပဲရောင်းတဲ့သူတွေရဲ့ထုတ်တဲ့သူတွေလုံးဝကျေးဇူးတင်နေဆွဲစကားကလေတောက်တဲ့လူတိုင်းကိုလာပြောရတယ်ရှင်ဟုတ်ဒီဆေးရောက်မှလေမိုးတို့ကကြာ online ရောင်းတဲ့လောက်တက်ကကြာလာပြီကွယ်ဒီလားဒီဆေးရောက်မှလေတကယ်ကျေးဇူးတင်ပါတယ်ဆိုတော့ဖုန်းကနေတိုင်းဖြေရတာအဲ့လိုမျိုးလေဟုတ်အဲ့လိုတောက်ကြည့်ပါလို့ပဲညွှန်းချင်တယ်တောက်ကြည့်ပြီးရင်တကယ်ပဲဟိုဈေးထက်ပို့ပြီးတော့ကောင်းတဲ့အာနိသင်မျိုးပေါ့နော်ဒီလားလုံးဝတစ်ခါမှဒီလိုမျိုးခံစားမှုဒီလိုဈေးဝယ်တောက်ပြီးခံစားမှုကိုဟိုပျော်တဲ့ခံစားမှုပေါ့နော်မရဘူးတဲ့ခံစားမှုကိုရမှာဆိုတော့ပြောချင်တာပါရှင်ဟုတ်